ချင်းမိတ်ဆွေတကယ်ချင်းအားလုံးမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ပါတော့နော်ဒီကမိတ်ဆွေလည်းမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ပါတယ်ကနန်း10လုံးရှင်းတိုင်းနဲ့တွက်နီလေးပြပေးပါလားချစ်ကူကြီးရဲ့တဲ့အမြဲကူကြီးရဲ့ like ကိုပေါ့နော်စောက်ကြည့်ပြီးတော့အားပေးတယ်ပေါ့နော်ဟုတ်ကဲ့ပါဝမ်းသာပါတယ်လို့ကျွန်တော်ရဲ့ like ကိုစောက်ကြည့်ပြီးတော့အားပေးတဲ့အတွက်ကြောင့်အထူးကိုကျေးဇူးတင်ပါတယ်လို့နော်တွက်နီတော့ကျွန်တော်မပြတော့ပါဘူးနော်ဘာကြောင့်လဲဆိုတော့ခိုးကူးတွေဆရာကြီးတွေပါလို့ကိုခံယူလာတဲ့သူတွေနော်ခိုးကူးတွေလုံလို့တွက်နီကိုကျွန်တော်မပြတော့ဘူးနော်ကနန်းကိုပေးမယ်ကနန်းကိုကျွန်တော်ပေးမယ်ဒီတိုင်းပဲချဲကြီးမှုလဲဤတိုင်းပဲပောက်ခွဲရတယ်လောက်တာအမှန်တော့မူကမပြတ်ဘူးနော်မူကပြတ်တာမဟုတ်လူတွေကပြတ်သွားတာပြောမယ်ဆိုရင်ဒီလားမူကမပြတ်ဘူးလူတွေကပြတ်သွားတာကိုကကိုလှုပ်ချင်တာပောက်ခွဲရတယ်ဆောက်လှုပ်မပြီးလို့ရှိရင်မူကပြတ်သွားတယ်မူကမပြတ်ဘူးလူတွေကပြတ်ကုန်နော်အခုကနန်း10လုံးကြာချင်းကြောင့်9 9 4 3ညနှစ်ကြိမ်ဆင်းမှာမနေ့တစ်ကြိမ်ညနေတစ်ကြိမ်နှစ်ကြိမ်ဆင်းမှာတပတ်အတွင်းမှာနော်9 9 4 3ညနော်ပြီးသွားရင်ချဲကြီးရဲ့မူ1 4 9 3ညဆိုတာခွေဘူးနော်အနည်းဆုံး3ကြိမ်အများဆုံး5ကြိမ်ဆင်းမှာနှစ်ပတ်အတွင်းမှာစင်ပြေကံကောင်းပါစေလို့ကျွန်တော်ဆုတောင်းပြီးတော့ကနန်းပဲပြီးတော့မှာနော်နောက်ပိုင်း bye bye